Split Brain ဆိုတာပါလေ Split Brain ဆိုတာ Oracle IAC လေ့လာနေတဲ့သူတွေတိုင်းမတိမဖြစ်လိုအပ်တဲ့အခြေခံအချက်ဖြစ်ပါတယ် Split Brain ဆိုတာအုံနောက်တွေအတူတကွအလုံးလုံးနေတယ်လို့စိတ်ကူးရင်ကြည့်ပါဒါပေမဲ့ချင်းချင်းဆက်တွယ်မှုပြတ်တောက်သွားတယ် IAC မှာဒီလိုအခြေအနေမျိုးကို Split Brain လို့ခေါ်ပါတယ် Oracle cluster က server တွေကို share database တစ်ခုကိုဒီတိုင်းနဲ့ထဲအသုံးပြုစေနိုင်ပြီးတော့ high availability, scalability နဲ့ failover တွေကိုဖန်မိုးပေးတဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့နှုတ်များအကြား connection ပြတ်သွားတဲ့အခါမှာတော့ Android ကမြင့်တက်လာနိုင်ပါတယ်။ Oracle cluster မှာနှုတ်တွေချင်းချင်းဆက်တွယ်မှုပြတ်သွားပေမဲ့တစ်ဖက်ရဲ့အခြေအနေကိုမသိပဲ transition တွေကိုလှုပ်ဆောင် process လုပ်နေတဲ့အခြေအနေကို Split Brain လို့ခေါ်ပါတယ်။ဥပမာတူညီတဲ့လူနာတစ်ယောက်ကိုခွဲစိတ်ဆရာဝန်တစ်ယောက်ကအတူတူခွဲစိတ်နေကြပေမဲ့အရေးကြီးတဲ့အချက်လက်တွေကိုအချင်းချင်းမျှမဝေလို့မရတဲ့အခြေအနေမျိုးကိုစိတ်ကူးကြည့်ပါကျိုးဆက်တွေကအများပြတ်ထန်နိုင်ပါတယ် data မတူညီတာတွေ correct ဖြစ်တာတွေ database integrity ပျက်စီးနိုင်တဲ့အန္တရာယ်တွေကိုဖြစ်ပေါ်စေနိုင်ပါတယ် Split Brain က hardware failure တွေ network glitch တွေဒါမှမဟုတ် miscommunication တွေကြောင့်နှုတ်တွေအချင်းချင်းဆက်တွယ်မှုပြတ်တောက်ပြီးနှုတ်တစ်ခုချင်းစီကမိမိကိုယ်ကိုယ်တာအသက်ရှင်ကျန်ရတဲ့နှုတ်လို့ယုံကြည်ပြီးတော့မှမိမိ test တွေကိုဆက်လက်လုပ်ဆောင်နေကြပါတယ်ဒီလိုဖြစ်စေမှုကို Oracle Cluster ဝဲရဲ့အခြေခံဂရိဖြစ်တဲ့စိတ်ချရတဲ့ data processing ကိုပျက်စီးစေပါတယ်ဒါကြောင့် Oracle က Split Brain ကိုချော့ချကာဝယ်ဖို့အတွက် IAC Cluster မှာ Cluster ဝဲကိုအဓိကအခြေခံအသုံးပြုထားပါတယ်Cluster ဝဲက Happy Mechanism ဖြစ်လို့ဆောင်ပြီးနှုတ်များအကြားဆက်သွယ်မှုပြတ်တောက်သွားတာကို detect လုပ်နိုင်ပါတယ်။ Connection ပြတ်သွားတဲ့နှုတ်ကို isolate လုပ်ပေးပြီး database ကိုကာကွယ်ပေးတဲ့ data correction မဖြစ်အောင်ထိန်းသိမ်းပေးနိုင်ပါတယ်။ Oracle IAC Cluster မှာ Operating System က refresh တယောက်ယူလုပ်ဆောင်ပြီးတော့မှဒီလိုအခြေအနေတွေဖြစ်လာတဲ့အခါမှာဘယ်နှုတ်တွေကိုဆက်လက် online ထားမယ်ဆိုတာကိုဆုံးဖြတ်ပေးပါတယ်။ဒါကြောင့်မို့လို့ပြန်ပြီးတော့မှ Split Brain ကိုပြန်ပြီး ramp up လုပ်ရမယ်ဆိုလို့ရှိရင်ကကြတော့ Split Brain ဆိုတာ cluster database တော့၎င်းတစ်ခုတော့မဟုတ်တစ်ခု run နေတဲ့ server environment တွေမှာအချင်းချင်း connection ပြတ်တောက်သွားပြီးတော့မှ node တစ်ခုချင်းစီကသူတို့ဒီကအသက်ရှင်ကျန်ရတဲ့ node ဆိုပြီးတော့မှသူတို့ရဲ့transition တွေကိုဆက်လက်လုပ်ဆောင်နေတဲ့အခြေအနေမျိုးက Split Brain ကိုဖြစ်စေပါတယ်။